မင်္ဂလာပါဒါလေးကတော့ဒီနေ့ရဲ့အမလေးကိုလာပြီးတော့ဖတ်ပြပေးရပါတော့ဒါလေးကနေပြီးတော့ဂိမ်းစားပို့ပေးရမှာပေါ့နော်နေပြီးတော့ဂိမ်းစားကိုမှဒါနာမည်ကကြတော့မမွန်နာမည်လေးနဲ့ပေးရမှာပေါ့နော်မှာထားလေးကကြတော့သူရှိမှာအလူတော်40သားပေါ့နော်40သားတစ်ထုပ်စကားလုံးဝကုန်သွားပြီစကားမရောက်ဘူးဒီနေ့ဗျောင်လေးတွေအသေးရောက်လို့ပေါ့နော်ဗျောင်လေးတွေအသေးရောက်တာလေးတွေလာပြီးတော့ပြရင်းနဲ့ဒါအော်ရာမှာထားလေးပေါ့နော်ဒါ40သားတစ်ထုပ်မှာထားတယ်ပြီးတော့ခါကြတော့စုကိုတိုင်းထင်ထားတဲ့10မျိုးဆက်နှစ်ပြန်ကျော်လေးကအစိတ်သား2ထုပ်မှာထားရပေါ့နော်ဒါလေးကတွဲရယ်ပြီးတော့ခါကြဒါလေးကကြာမန်းလေးတွင်းပို့ပေးရမယ့်ဟာလေးမန်းလေးဟိုမှာဒါလေးကဟောပေါ့83လမ်း2ခွန်2ကြားကိုပို့ပေးရမှာပေါ့နော်ဒါလေးကကြတော့စုကိုတိုင်းထင်ထားတဲ့10မျိုးဆက်နှစ်ပြန်ကျော်လေးကိုတပိတ်တာမှာထားပါပေါ့နော်ဒါလေးပါလို့မှာကျန်တဲ့ဆိုလို့ရှိရင်စုကိုတင်ထားတဲ့ဖုန်းနံပါတ်လေးကနေပြီးတော့ဗိုက်ဘာလေးမှာလာပြီးတော့မှာလို့ရပါတယ်လို့သူတို့ဆိုင်တော့မနက်ခင်း6နာရီခွဲကနေပြီးတော့နေ့လယ်7ခွဲတွေပဲဖွင့်တာပေါ့နော်မှာကျန်တဲ့ဆိုလို့ရှိရင်တော့ဗိုက်ဘာနဲ့လာပြီးတော့မှာပေးကြပါလို့မြစ်တာရက်ခံပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်